ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ MMA Sport Play မြန်မာကနေဘောလုံးပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ကာရာဘောင်းကက်ဆီမီဖိုင်နယ်ဒုတိယကြော့ Prize တွေဖြစ်အာဆင်နယ်နဲ့ Chelsea တို့ရဲ့ London Derby ပွဲကြီးပွဲကောင်းကို Emirates အိမ်ကွင်းမှာ February 4 ရက်ဗုဒ္ဓဟူးနေ့မနက်အစောပိုင်း2 နာရီခွဲမှာရှင်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်ပထမအကြော့မှာ3 ဂိုး 2 ဂိုးနဲ့အာဆင်နယ်တို့အသာစီးရထားတဲ့အနေအထားကဒီပွဲကိုပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေတယ်ဗျာတစ်ဖက်ကတည်ရကစားရုံနဲ့တက်မဲ့အသင်းနဲ့တစ်ဖက်ကဂိုးရဖို့မထစ်မနေတိုက်စစ်ဖွင့်ရမယ့်အသင်းတို့ရဲ့အားပြိုင်မှုပါပဲအင်းဆန်အာဆင်နယ်ဘက်ကိုအရင်ကြည့်ရအောင်သူတို့ရဲ့လက်ရှိအကြီးမားဆုံးအားသာချက်ကတော့ team spirit နဲ့ခံစစ်ပိုင်းချစ်လစ်မှုပါပဲနီးပြအာဒီတာတိဆောက်ထားတဲ့စနစ်မှာဘသူပါဝင်ကစားကွက်ပြက်သွားလိမ့်မရှိပါဘူးဒီပွဲမှာအာဆင်နယ်လို့မလိုအပ်ပဲတိုက်စစ်ဖွင့်စရာမလိုတဲ့အတွက်ဘောလုံးပိုင်ဆိုင်မှုကိုထိန်းထားပြီးပြိုင်ဘက်ရဲ့အမားကိုစောင့်ဆိုင်ကစားသွားဖွယ်ရှိပါတယ်Emirates Square ဟာ London ပြိုင်ဘက်တွေအတွက်အမြဲတမ်းငရဲခန်းတစ်ခုဖြစ်လိရှိတာကိုလည်းမမဲ့နဲ့အောင်နော်စရပါဗျာ Chelsea ဘက်ကတော့ရှုံးထွက်အခြေအနေဖြစ်နေလို့မဖြစ်မနေနိုင်မှရမယ်ပွဲဖြစ်ပါတယ်ဒါကြောင့်ပွဲအစကတည်းက PR ပဲတိုက်စစ်ဆင်လာဖို့ရှိနေပြီးသူတို့ရဲ့အထူးကဖြစ်တဲ့လင်မြန်နဲ့တောင်ပန်တိုက်စစ်နဲ့တအူးချင်းစွမ်းရည်တွေကိုအသုံးချလာမှာပါဒါပေမဲ့တိုက်စစ်ဖွင့်ရမှာဖြစ်တဲ့အတွက်နောက်တန်းမှာဟာကွတ်ဒီပေါ်လာနိုင်ပြီးဒါဟာအာဆင်နယ်တို့အတွက်အခွင့်အရေးဖြစ်သွားနိုင်ပါတယ်ဗျာဒီပွဲရဲ့အဆုံးဖြတ်ကစိတ်သက်ပိုင်းဆိုင်ရာတည်ငြိမ်မှုဖြစ်ပါလိမ့်မယ်အာဆင်နယ်ကလက်ရှိမှာအသင်းလိုက်ဖွဲ့စည်းမှုပိုခိုင်မာပြီးအိမ်ကွင်းလည်းဖြစ်တာကြောင့်အားသာချက်အပြည့်ရှိနေပါတယ်ဒါပေမဲ့ Chelsea ရဲ့တိုက်စစ်ကလည်းအားကောင်းတာကြောင့်အာဆင်နယ်တို့ခဏလေးအလစ်ပေးလိုက်တော့မှဒုက္ခရောက်သွားနိုင်ပါတယ်ဗျာလက်ရှိအသင်းနှစ်သင်းရဲ့ overall ကိုရှင်းကြည့်ရင်အာဆင်နယ်ကခြေတလန်းတာနေပါတယ်ကျွန်တော်ရဲ့ခံမှန်းချက်ကတော့တရေဒါမှမဟုတ်အာဆင်နယ်ကမဲ့ final ပွဲစီတက်ရောက်သွားမယ်လို့ထင်မြင်မိပါတယ်ပရိသတ်ကြီးကဘယ်လိုထင်လဲ Emirates မှာအမြောက်တန်းဟိမ့်မလားဒါမှမဟုတ်ချင်းသေးလေဟောက်မလားပရိသတ်ကြီးကဘယ်အသင်းကိုအားပေးလဲ comment မှာခံမှန်းပေးခဲ့ကြပါဦးနောက်ထပ်အားကစားသတင်းတွေအတွက်ကျွန်တော်ရဲ့ Facebook YouTube နဲ့ TikTok တို့ကို subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော် Telegram မှာ live လွှင့်ပေးမှာမို့လို့ကျွန်တော်ရဲ့ Telegram ကို win join ထားပေးကြပါဦးဗျာအဆုံးထိကြည့်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်